TikTok ကနေဒေါ်လာ1500ကို28ရက်ပဲရှိတဲ့ဖေဖော်ဝါရီလမှာရခဲ့တဲ့အတွေ့အကြုံလေးကိုမြစ်တာနဲ့ပြန်မျှဝေပေးခြင်းပါတယ်ရှင်။အဲ့လိုမျိုးဝါသနာပါလာလေးလုပ်ပြီးဝင်ငွေရှာခြင်းတဲ့သူတွေအတွက်ခွန်အားဖြစ်စေမယ်လို့မျှော်လင့်ပါတယ်။အားက RD data မှာ housemate နဲ့အလုပ်လုပ်နေတဲ့သူပါ။ဒီကတင်ပြတဲ့အကြောင်းအရာကတော့ RD data မှာချက်တဲ့ဟင်းချက်နည်းတွေပေါ့နော်။ဘက်ကအစားအစာတွေကိုတိတ်မရင်းနှီးတဲ့သူတွေအတွက်အပြင်ဆန်းစေပြီးတော့ဥမစပြီးအလုပ်လာလုပ်တဲ့လူအနည်းစုအတွက်လည်းအကျိုးရှိစေခဲ့ပါတယ်။ကိုတည်ထားတဲ့အသိပညာခံယူချက်နဲ့ဘ ഹു တုတနည်းနည်းပါးပါးကိုလည်းတခြားသူတွေအတွက်အကျိုးတစုံတရာရှိပါစေတော့ဆိုတဲ့စိတ်နဲ့ပြန်ပြီးတော့မျှဝေခဲ့ပါတယ်။ဥမှန်ဆိုရင်ကျမတို့ဘဝမှာပူပင်စရာတွေကအများများတယ်လေတော်တော်များများပြောကြတာကျမ vlog ကြည့်လိုက်တဲ့အချိန်မှာခွန်အားဖြစ်စေတဲ့စိတ်ချမ်းသာပြီးတော့အေးချမ်းစေတယ်တဲ့တဏှာမေတ္တာတွေနဲ့ပြောခဲ့လုပ်ခဲ့တဲ့ content တွေကလူတွေရဲ့ရင်ဘတ်ထဲကိုပို့ပြီးတော့ရောက်စေခဲ့ပါတယ်။မှာကရုပ်လဲထွေထူးပြီးချောနေရမဟုတ်ဘူးဆယ်လီလဲမဟုတ်တဲ့အတွက်ကြောင့်ဒေါ်လာ1500ဆိုတာကံကောင်းပြီးရလာတာမျိုးတော့မဟုတ်ပါဘူး။သူများကလည်းအကျိုးရှိစေခြင်းနဲ့စိတ်နဲ့ပတ်သက်မဝင်ခင်ကတည်းကဗီဒီယိုတွေတေချာတင်ခဲ့လို့ပါရှင်။ပို့ပေးလိုက်တဲ့စေနာမေတ္တာတွေကကိုယ့်စီကိုဝင်ငွေဖြစ်နဲ့ပြန်ရောက်လာတယ်လို့ယုံကြည်ပါတယ်။ဒီ post တင်ရတဲ့ရွယ်ချက်ကကျမဒီလောက်ရတယ်ဆိုပြီးတော့ကြွားချင်တာမျိုးမဟုတ်ပါဘူး။သူတောင်သူများအိမ်မှာအိမ်ကူလုံရင်းနဲ့လုံနိုင်ရင်ငါဘာလို့မလုံနိုင်ရမှာလဲဆိုတဲ့စိတ်သက်ခွန်အားမျိုးပေးချင်တာပါ။ဦးစားမှုရဲ့နောက်မှာထိုက်တန်တဲ့ရလက်ကတော့အမြဲတမ်းရှိပါတယ်။ကိုဝါသနာကိုရင်ခံပြီးဝင်ငွေဖြစ်ပြောင်းလဲလိုက်ပါနော်။တန်လေးကြောင့်တစ်မျိုးစေနာမေတ္တာတွေကိုတိမတ်ပြုပြီးတော့တစ်မျိုးချစ်ပေးကြတဲ့သူတွေတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။ဒီဗီဒီယိုမှာကျမတင်တဲ့ content မျိုးစားတွေကိုလည်းပြပြပေးခဲ့တာမို့လို့ comment တွေချက်ပေါက်တွေမှာတယောက်ချင်းစီစာမပြန်နိုင်တာတော့နားလည်ခွင့်လုပ်ပေးပါရှင်။စိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံပြီးတော့ရေလိုအေးလိုပန်းလိုမွေးကြပါစေ။လိုဝင်ဆန္ဒတွေလည်းတလုံးတဝါနဲ့ပြည့်စုံပြီးတော့အိမ်မက်တွေလည်းအမြန်ဆုံးကောင်းထည်ဖော်နိုင်ကြပါစေရှင်။ကျေးဇူးပါရှင်။ Bye bye